မြို့နယ်အသီးသီးရှိမိဘပြည်များအသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်တိုင်းဒေသကြီးအသီးသီးရှိဌာနအဖွဲ့အစည်းများလုပ်ငန်းရှင်များပြည်သူလူထုများအနေဖြင့်လူစုလူဝေးဖြင့်ကျင်းပပြုလုပ်ရမည်ဌာနများပွဲလမ်းသဘင်များပြုလုပ်ရန်အတွက်ထုတ်ပြန်ထားသောအမိန့်ကြေညာစာသည်အတည်ဖြစ်ကြောင်းCOVID-19 ကြောင့်စာသင်ကျောင်းတွေဘလို့ပြန်ဖွင့်မလဲဆိုတာကဗဟေဒီလို့ဖြစ်ကျမ်းမာရေးဝင်ကြီးဌာနကဗဟေဒီကိုပြင်ညှိဖို့ပြင်လွယ်အိတ်ကိုလွယ်ထမင်းကန်ဆွဲဖနက်ကိုစီးကျွန်တော်မြေကြီးကိုနင်းကျောင်းပြန်တက်မလို့လက်လေးကိုစေးမတ်လေးကိုတက်ဖေရှိကိုဝင်းတငယ်ချင်းရဲ့မိကိုယ်တော့မဟုတ်မင်းဆွေမျိုးတယောက်ယောက်ဖျားနာပြီးချောင်းကလည်းစောတက်ရှူချက်တဲ့လက္ခဏာပြရင်စေးကတော့ပြချောင်းလာနေတော့တိုင်းမင်းကကြောက်နေတာလားဟာမင်းကလည်းနှောင်းနေစရာမဟုတ်တာယောဂပေါ်ပျောက်စေတဲ့စေးမတွေ့ခင်ထီတော့ရောက်လေရမှာအနည်းဆုံး6ပေခွာထားအောက်ချစ်ကစားတိုင်းပြည်ရောင်းတနေရကငါတို့ဝင်ကူရမယ်အန်ရပေးပဲရေးကြီးတော့နောက်မျိုးဆက်တွေတွဲဘယ်လိုမျိုးသမိုင်းတွေကိုခြံခဲ့ပေးမလဲချင်းနေတယ်မစိုးတော့ဟန်ဒလေးလို့ထိန်းချုပ်နိုင်ခဲ့တာညံတကပြေးတယ်ကဆိုးကြီးပြီးသွားရင်ပြန်လဲတွေ့မယ်ဟျောက်တနေ့တလန်းမကန်ပဲရွေ့မလဲ MOH စနီးရများငါတို့လိုက်နာမယ်စီကံကြမင်းရဲ့ဘောဝင်ခဲတဲ့ခက်ပြပေးတဲ့စာအုပ်ဘသူ့ကိုမှငါနဲ့ကွာတီးတန်းထား MOH စနီးရများငါတို့လိုက်နာမယ်စီကံကြဒါကငါတို့နိုင်ငံကုန်တဲ့စင်မဲ့လူငယ်အင်အားမြောက်များပေါ်ထွက်လာဖို့တော့ခီးလင်းစားမယ်စီချာရင်ချုံရတာမင်းတီးရပဲစွန်ပန်းရောက်နီနာကလည်းပင်ကိုပြိုင်တူတုံးမယ်ငုံမင်းရဲ့တဲ့ထီတိုင်းစံသွားတာမင်းလည်းမြင်ပဲတက်တဲ့ကဟိုမြင်စွန်ပြတဲ့ကိုရောက်မှဖြစ်မယ်ငါတို့တိုင်းဒီတွားစီလုံးကြမယ်ဒီမျိုးစုံနဲ့တာစီကာပွဲဟိုကောင်းနေနဲ့တို့ရဲ့လမ်းလဲဘာရဲ့လဲတဲ့လမ်းမထောင်းမယ်လူစုလူဝဲနဲ့ပွဲရဆိုင်တာခိုင်းလို့ shopping center တွေကိုလည်းလူရမသွားနဲ့လူကြီးလူငယ်မရွေးအသက်ပိုင်းချတိုင်းကိုအခက်မတင်ယောဂပေါ်ကူးဆက်သွားမယ်ဒါတော့မချို့တွေကမရိုင်းထွက်ချိုင်းလို့ quarantine မဝင်ချင်တာဘသူတတရားနဲ့မင်းတို့ကြောင့်တနိုင်ငံလုံးမှုပတ်သွားမယ်ဟျောက်ချမ်းမချင်းဆိုတာဆုလည်းတစ်ပါးပဲဒီနေ့ကစစ်တမ်းနဲ့ရကဘာကြီးကိုညှဉ်းလွှမ်းစေသမျှအေးကဘာကြီးကပြစ်တံပြန်ချလူသားတွေယောဂပေါ်တစ်ဆန်းနဲ့ရအေးမတို့တည်းသတင်းချက်လက်တွေဆိုတော့ပြင်ပန်းနေထားအကဲတကယ်ပတ်နေရင်ပြင်ပန်းနေရတာကျမ်းမာရေးဌာနကဝင်နေဘွားငါတို့နိုင်ငံငါတို့လူမျိုးဖုံးကြီးလို့တက်ရှိပညာတက်စေဖို့ငါတို့ဘွားမွေငါတို့ရဲ့ရင်းမြစ်ငါတို့ရင်ကျင်းမှုတွေစင်လာမပြတ်စေဖို့မင်းမလည်းတာဝန်ရှိတယ်ငါမလည်းတာဝန်ရှိတယ်အဲ့လိုတာဝန်သိတဲ့လူတွေတိုင်းပြည်တော့အုတ်တစ်ချက်တဲ့ပွင့်ပါဝင်ပြီးတဲ့ရလာကမချခင်သိတယ်အိစာပင်မြရွယ်လူငယ်ချစ်တက်တွေကိုမူရင်စင်မသုံးဖို့လည်းတားကြပါအောင်မင်းသုံးတဲ့ပတ်စံနဲ့မင်းစားတဲ့နှင်းဟင်းကိုမင်းဖိနေမင်းလက်ကားရတာမဟုတ်လမ်းကြောင်းတွေမှားတော့မစိုးစိတ်ညစ်ရင်ချင်းနာထောင်မဟုတ်ရင်အားမစားတလုံးချမထားတဲ့ပန်းနဲ့တေးချောင်ရှိတဲ့နဲ့မင်းတို့ကဘယ်ခီးကိုသွားကြမှာတော့ MOH စနီးလမ်းများငါတို့လိုက်နာမယ်စီကံကြမင်းရဲ့ဘောဝင်ခဲတဲ့ခက်ပြပေးတဲ့စာအုပ်ဘသူ့ကိုမှငါနဲ့ကွာတီးတန်းထား MOH စနီးလမ်းများငါတို့လိုက်နာမယ်စီကံကြဒါကငါတို့နိုင်ငံကုန်တဲ့စင်မဲ့လူငယ်အင်အားမြောက်များပေါ်ထွက်လာဖို့တော့ခီးလင်းစားမယ်စီချာရင်ချုံရတာမင်းတီးရပဲစွန်ပန်းရောက်နီနာကလည်းပင်ကိုပြိုင်တူတုံးမယ်ငုံမီရဲ့တဲ့ထီတိုင်းစံသွားတာမင်းလည်းမြင်ပဲတက်တဲ့ကဟိုမြင်စွန်ပြတဲ့ကိုရောက်မှဖြစ်မယ်ငါတို့တိုင်းဒီတွားစီလုံးကြမယ်ဒီမျိုးစုံနဲ့တာစီကာပွဲဟိုကောင်းနေနဲ့တို့ရဲ့လမ်းလဲဘာရဲ့လဲတဲ့လမ်းမထောင်းမယ်